ကကျူကဒီထဲကိုထည့်ပြီးရင်ဒီအလုံးကိုထည့်ပြီးတော့ဒီအလုံးကနေဒါအလုံးပေါ့နော်ပြန်လာမယ်အလုံးလေးကနေပြန်ထွက်လာမယ်ဒီမှာကျူဒီဘက်ကိုတွင်ပြီးရင်အောက်ကနေယူမယ်ဒီညှက်ပြားရဲ့အောက်ကယူမယ်ယူပြီးရင်ဒီဘက်ကိုအောက်ကနေတွန်းမယ်တမင်ဒီကိုလာပြီးရင်ဒီဟာလေးနှစ်ခုပေါ့နော်ဒီဘက်အတန်နဲ့ဒီအတန်နဲ့ကြားတယ်ဒီမှာဒီလိုဆိုရင်ဒီလိုလှည့်လိုက်ဒီမှာဒီနှစ်ခုကဒီနှစ်ခုဒီအတန်နော်ဒီတန်လေးအပေါ်ဆုံးအတန်နှစ်ခုရဲ့ကြားတယ်ညှက်ပြီးဒီအပေါက်ထဲကိုထိုးထည့်ပြီးအောက်ကနေပြန်လာဒီဘက်ကနေပြန်ထိုးပြီးရင်ဒီဘက်ကထိုးမယ်ဒီကထိုးမယ်ပြီးရင်ဒီအောက်မှာဒီဟာရှိရပေါ့နော်ဒီမှာဒီဘက်ကထိုးပြီးရင်ဟိုအောက်မမြင်ရတယ်ဟိုဘက်ကနေထိုးဒီဘက်ကထိုးဒီလိုပြန်ထိုးလိုက်ရင်ဒီဘက်ချမ်းပြီးသွားတယ်ဒီဘက်ချမ်းပြီးသွားပြီဆိုတော့ဒါကကြတော့ဖွန်မီပေါ့နော်ဖွန်မီရဲ့ဒီအပေါ်တကျိုးရဲ့ဒီဘေးတကျိုးရဲ့ဆိုရင်ဒါဒီဖွန်မီရတယ်နောက်ပြီးတော့ဒီဘက်ကဓာစားတဲ့ဓာဆက်အပြားပေါ့နော်ဒီပြားပန်းပြားကဒီအလိုင်းတစ်လိုင်းလာမယ်ဒီအလိုင်းအောက်ကနေလာမယ်နောက်ဒီလိုသွင်းမယ်ဒီဘက်ကိုသွင်းမယ်နော်ဒီချာမြင်ရလားမသိဒီဘက်မှာနော် sorry ဒီဘက်ကဘက်ကိုသွင်းပြီးဒီမှာချိတ်လိုက်ပြီးဒီအပ်ပါအတိုင်းထိုးမယ်ဆိုတော့ဒီဘက်အပ်ပေါ့နော်ဒီဘက်ကအပ်ဒီဘက်အစွန်အပ်နော်ဒီဘက်ကအပ်ဒီဘက်ကအပ်ကသွင်းလိုက်မယ်သွင်းပြီးရင်ဒီဘက်ကနှစ်ကျိုးဒီကလာမယ်နော်ပထမဆုံးဒီကျိုးကဟိုကတော့သွင်းတာတည်တယ်ဒီကျိုးကနေလာပြီးတော့ဒီမှာဒီ h ပေါ့နော်ဒီ h အတန်းကရန်နေသွင်းလာပြီးဒီမှာတစ်ပေါက်ဒီမှာတစ်ပေါက်နှစ်ပေါက်နော်ဒီမှာတစ်ပေါက်အဲ့တစ်ချမ်းလုံးမယ်နော်သုံးပေါက်ဒီမှာတစ်ပေါက်လေးပေါက်ပြီးရင်ဒီအောက်မှာတစ်ပေါက်ငါးပေါက်ပြီးတော့အပေါ်ပြန်တက်မယ်ဒီပေါက်ထဲကိုသွင်းမယ်နော်အဲ့ပေါက်သွင်းပြီးရင်ဒီမှာအတက်ကလေးနော်ဒီပေါက်သွင်းပြီးတဲ့ဆိုတော့ဒီအတက်ကလေးသွင်းဒီမှာတစ်ပေါက်ဆိုရင်ဒါပြီးသွားပြီအဲ့ပေါက်ပြီးရင်ဒီဘက်ကျိုးပေါ့နော်ဒါအဆုံးဆုံးကျိုးသုံးကျိုးဆိုတော့ဒီမှာအတကျိုးပြီးပြီဒီမှာတကျိုးပြီးဒီတကျိုးကကြတော့ဒီမှာသွင်းမယ်နော်ဒါကတော့တည်တယ်ပြီးရင်ကျိုးပေါ့နော်ဒီ L ပေါက်ကဒီမှာတစ်ပေါက်ပြီးရင်ဒီဘက်အတန်းမဲ့နှစ်ပေါက်ပြီးရင်ဒီဘက်အစွန်တော့ဒီဟိုဘက်ကိုထိုးရအောင်နော်အထက်ကိုထိုးရတာသုံးပေါက်ပြီးသွားတာနဲ့သူကဒီမှာသုံးပေါက်ပြီးသွားပြီဒီမှာသုံးပေါက်ပြီးသွားနော်သုံးပေါက်ပြီးသွားတဲ့ကျိုးကနေအပေါ်တက်လာပြီးဒီပေါက်ထဲကိုသွင်းတာဟုတ်နော်ဒီပေါက်ထဲကသွင်းပြီးလို့ရှိရင်သူကဒီဘက်ကနေပြန်ကြည့်ရတယ်အဲ့ဒါကြတော့ဒီဟာလေးဖွင့်နော်ဒီဘက်အပေါက်ကိုသွင်းပြီးပြီဆိုရင်ဒီဟာကိုဒီလိုလုံးလိုက်ရင်ဒီမှာဒီတူဒီအားကြဒီဘက်ကသွင်းရတယ်နော်ဒီဘက်ကနေပြန်သွင်းဒီဘက်ကသွင်းပြီးရင်တခါဟိုဘက်ထဲကိုပြန်သွင်းအောင်သွင်းရမယ်ဆိုတော့ခါကြတော့ဒီဘက်ကနေပြန်ထုတ်ဒီမှာအတက်ကလေးထွက်လာနော်ခုနအဲ့တော့ဒီနေရာက3ချက်သွင်းလိုက်ရတယ်ဒီမှာတစ်ချက်ဟိုဘက်ကနေတစ်ချက်သွင်းမယ်ပြီးရင်ဒီအချုံတစ်ချက်ပြန်သွင်းတယ်အဲ့ဒါဆိုပြီးပြီအဲ့ဒါကဒီဓာတ်ရဲ့အပြာပေါ့နော်ဒါပြောင်းရင်ဖြစ်နေတယ်ဒီမှာနော်ဒီ3ပင်ကဒီအပေါ်ဆုံးကဒီဘက်အစွန်အတစ်ချောင်းရယ်ဒီတစ်ခုရယ်ဒီတစ်ခုရယ်နော်အဲ့ဒါဆိုရင်3ပင်နောက်ပြီးတော့ဒီအပေါ်ဆုံးကဒီကျူဒီဘက်ကျူပေါ့နော်ဒီဘက်အစွန်ကကျူကဖွန်မီကျူဒီဘက်အစွန်ကျူနဲ့ဒီအောက်ကဒီဘက်နောက်ကတွန်းနေကျူကဖွန်မီကျူနော်ဒါဆိုလို့ရှိရင်ဒါ9ပင်ဒါဆက်ကအထိုးနည်းလေးပါ